အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တူရီကိုသိန်း YouTube channel လေးကနေကိုသိန်းကိုမတွေအားလုံးပဲမိတ်ဆွေကိုမတွေအားလုံးပဲတူတယောက်မချင်မင်္ဂလာပါလို့ကျွန်တော်ရဲ့ Google Band လေးကနေကိုသိန်းကိုမတွေအားလုံးကိုလွှတ်ဆော်နေပြန်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျာကိုသိန်းရဲ့ Band လေးကိုကြည့်ရှုတဲ့ချိန်ကနေစပြီးတော့ကိုသိန်းကိုမတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုကြီးကျမ်းမာခြင်းများနဲ့ပြည့်စုံနိုင်ကြပါစေခင်ဗျာလုပ်ငန်းတွေနဲ့လည်းစင်ပြီးချောင်းမွေးကြပါစေဒါဒီနေ့အခုချိန်ကစပြီးအားလုံးပဲမင်္ဂလာရှိတဲ့နေတဲ့မြက်ကလေးတွေကိုပိုင်ဆိုင်နိုင်ကြပါစေလို့အားလုံးကိုကိုသိန်းကဥစ္စာပထမအနေနဲ့ဆုမွန်လေးတောင်းပေးလိုက်ပါတယ်ခင်ဗျာကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိသောညချမ်းလေးပါနောက်ကိုသိန်းကိုမတွေအားလုံးပဲမင်္ဂလာရှိသောညချမ်းလေးပါခင်ဗျကဲကျွန်တော်ဒီညနေမှာပေးထားတဲ့38ဝန်ချင်းကနော်ကျွန်တော်ကိုမအားလုံးပဲ13နော်ဩကွက်ကလေးပါခဲ့တယ်ဒါနေ့တိုက်ထဲမှာဆိုရင်လည်းဒါ13ဩကွက်ပါတယ်အဖွဲ့ဝင်တွေဆိုရင်လည်းကျွန်တော်ပေးလိုက်တဲ့လက်ဆောင်နဲ့3ပတ်တီးပတ်တီးလေးပဲရလိုက်တယ်အဖွဲ့ဝင်တွေကတော့ကဲဘယ်လောက်ပေါက်ကြလဲဘယ်လောက်ရကြလဲဆိုတော့ကိုကျွန်တော်ရဲ့ကို comment အောက်လေးမှာပေါက်ကြီးလေးတွေဝင်မှတ်ပြီးတော့အပျော်လေးတွေမျှဝေပြီးသွားကြပါခင်ဗျနော်ကျွန်တော်ရဲ့ကို comment အောက်လေးမှာပေါက်ကြီးလေးတွေဝင်ပြီးတော့မှတ်ပြီးတော့ကိုသိန်းကိုမတွေအားလုံးပဲဘယ်လောက်ပေါက်တယ်ဘယ်လောက်ရတယ်ဆိုတော့ကဲပြီးတော့ကိုသိန်းစီမှာဟုတ်နော်နာမည်ဘက်တော့ဖောက်မိမယ်ကိုမတွေအားလုံးပဲလာရောက်ပြီးတော့ဝင်လို့ရပါပြီကိုသိန်းလို့လာမည်ဘက်တော့လည်းရမယ်မနေ့ကတောင်းချနေအတွက်လည်းရအောင်မယ်နော်အဲ့ဒါတွေအားလုံးကဖောက်ဝင်ကြီးကလည်း1000ကျပ်ပဲကိုမတွေအားလုံးပဲနော်အဖောက်ဝင်ကြီးလေး1000ကျပ်ပါအဖောက်ဝင်လို့ယုံကြည်လို့ဖောက်ဝင်မယ်ဆိုရင်ကိုသိန်းဖုန်းနံပါတ်လေးကတော့459 348 29 display ဖုန်းနံပါတ်လေးပဲဖြစ်ပါတယ်ကျွန်တော် trade တော့ရှင်းမပြတော့ဘူးကိုသိန်းကိုမတွေအားလုံးကတကယ်ယုံကြည်မှုရှိတဲ့ဆုံးမတောင်းဝင်မှာကိုသိန်းတို့ကလာမဲ့ဘက်အတွက်လေးရအောင်မယ်မနေ့ကတောက်ချလေးတော့ကိုလည်းရအောင်ပါဆိုတော့စင်ပြေလေးမျိုးလို့ကိုသိန်းယုံကြည်တယ်အဖောက်ဝင်မဲ့ကိုမတွေအားလုံးပဲလာရောက်ပြီးတော့ဝင်လို့ရပါပြီအခုကျွန်တော်ပြောလိုက်တဲ့ဖုန်းနံပါတ်လေးက459 348 29ပါနော် iPhone နဲ့မှာကျွန်တော်ဝေပေးဟုတ်ပြီရှိပါတယ် Viber ကနေငွေလွှဲပြီးတာနဲ့ပြည်စာပို့ပေးလို့လည်းရပါတယ်ကိုသိန်းကိုမတွေအားလုံးပဲနော် Viber ကနေငွေလွှဲပြီးတာနဲ့ပြည်စာပို့လို့လည်းရပါတယ်ခင်ဗျဖုန်းတိုက်ရိုက်ဆက်ပြီးလို့လည်းအဖွဲ့ရောက်လာဝင်လို့ရပါတယ်နော် Viber ရှိတဲ့သူတွေဆိုရင်ပို့သင်ပြည်တယ် Viber ကနေကျွန်တော်ငွေလွှဲပြီးပြည်စာပို့လိုက်ကျွန်တော်မှာ Viber channel တစ်ခုရှိတယ်ကျွန်တော် Viber channel ထဲမှာတခါတည်းထည့်ပေးမယ်ကိုသိန်းကိုမတွေအားလုံးကိုဘာလို့ကျွန်တော် Viber channel ထဲထည့်ပေးလဲဆိုရင်ကျွန်တော်နေတဲ့ကလေးတွေတိုင်းမှာတက်မတင်ပေးပြတာလို့ဘာလို့ဆိုရင်ကျွန်တော်ဒါ Viber channel ထဲမှာအရင်ဆုံးပို့ပေးတယ်အဲ့ဒါကြောင့်မို့ Viber channel လေးကိုလည်းထည့်ပေးမယ်ကိုသိန်းကိုမတွေအားလုံးကိုနော်အဲ့ကြောင့်ကိုမအားလုံးပဲဖွဲ့ပေးမယ်ဆိုရင်ဖုန်းတိုက်ရိုက်ဆက်ပြီးတော့လည်းဝင်လို့ရတယ်Viber နဲ့ငွေလွှဲပြီးပြည်စာပို့ပြီးတော့လည်းဝင်လို့ရပါတယ်ကျွန်တော် comment အောက်လေးမှာကျွန်တော်ရဲ့ဖုန်းနံပါတ်လေးချပေးခဲ့မယ်ကိုသိန်းကိုမတွေအားလုံးကိုနော်ကျွန်တော်ရဲ့ဖုန်းနံပါတ် comment အောက်မှာချပေးခဲ့ပါမယ်ခင်ဗျကဲဒါဆိုကိုသိန်းကဏ္ဍလေးတွေစပြီးတော့ပြောပေးမယ်မိတ်ဆွေကိုမတွေအားလုံးကလိုက်လက်မလေးတွေလည်းနေပြီးထားမယ် share လို့ရမယ့်နေရာလေးတွေမှာ share ပေးထားမယ်ကျွန်တော်ထပ်ပြောမယ်အမားမှန်လက်ခံနိုင်တဲ့ဆိုမှလိုက်ဆုံးပါနော်မြေတမ်းမှန်သူမြေတမ်းမဟုတ်အားကြောင့်ကိုမတွေအားလုံးကအမားမှန်လေးတော့လက်ခံဖို့ရည်ကြည်တယ်အမားမှန်လက်ခံနိုင်မှလိုက်ဆုံးပါနော်ကဲဒါဆိုကျွန်တော်ရထားတဲ့ကဏ္ဍလေးကျွန်တော်ပြောပေးမယ်ဒီညနေမှာလည်းဒါ3-1 ဩကွက်ထိတယ်နော်နေ့တိုင်းထဲမှာနေ့တိုင်းကိုမတွေအားလုံးပဲကျွန်တော်3-1ပေးသွားတာထွက်တာတော့1-3ပေါ့ဘယ်လိုပဲဖြစ်ပေါက်ကြလိမ့်မယ်လို့ကိုသိန်းညုံနေနဲ့ဘလောက်ပေါက်ကြလဲဘလောက်ရကြလဲဆိုတော့ကောမအောင်မှာပေါက်ကြီးလေးတွေဝင်မှတ်ပြီးသွားအားလုံးပဲနော်ကဲဒါဆိုကိုသိန်းကိုမတွေအားလုံးပဲကိုသိန်းတို့မနေ့ပြန်20ရက်2လ2026တောက်ကြမိမနက်7:00နာရီ10မိနစ်စီမှာပေးရမယ့်ပတ်တီးလေးကကိုသိန်းရဲ့မိတ်ဆွေကိုမတွေအားလုံးပဲ4ပတ်တီး9ပတ်တီးလို့ဖြစ်ပါတယ်ခင်ဗျ4-9ဝန်းချင်းမှာကျွန်တော်မိတ်ဆွေကိုမတွေအားလုံးပေးရမယ့်ပတ်တီးလေးက4ပတ်တီး9ပတ်တီးပါနော်4-9ဝန်းချင်းချက်တော်လေးတွေအားလုံးပဲ4-9ဝန်းချင်းမှာအခွေလေးကတော့ကျွန်တော်တို့8-3ညအပြီးပေါက်ခွေပါခင်ဗျနော်အခွေလေးကတော့8-3ညအပြီးပေါက်ခွေပါကျွန်တော်မနေ့ကတော့အခွေထဲမှာပေးပဲနေသေးတယ်အခွေကြိုက်လို့အခွေလိုက်ထိုးတဲ့သူတွေကြတော့အခွေကိုမေးမိနေကြလို့အဲကြောင့်ကိုသိရင်အခွေလေးပါထည့်ထည့်ပြီးတော့ပေးနေတာရှာဝေပြီးတော့နော်အခွေလေးကတော့ကျွန်တော်တို့8-3ညအပြီးပေါက်ခွေပါနော်ပတ်တီးလေးကတော့4ပတ်တီး9ပတ်တီးပါညနေကလည်းကျွန်တော်3မိုင်ကြိုက်တယ်လို့ပြောပြီးသားအကုန်လုံးကို3ကြလာတယ်နော်အားလုံးပဲဒါမိတ်ဆွေကိုမတွေအားလုံးပဲကြားကြလိမ့်မယ်လို့ကိုသိညောင်းနေရုံလေးယုံကြည်တယ်နော်1နဲ့1သားတွေအားလုံးတို့ကိုကဲကျွန်တော်မိတ်ဆွေကိုမတွေအားလုံးပဲ4ပတ်တီး9ပတ်တီးပါအခွေကတော့8-3ည8-3ညပြီးပါခွေပါကျွန်တော်4နဲ့ဆိုအဓိကထားတော့မှာခင်ဗျာဒီက4-6 4-9 4-8 4-9ပါနော်ကိုသိကိုမတွေအားလုံးပဲ4နဲ့ဆိုရင်4-6 4-9 4-8 4-9ပါဒါကျွန်တော်4နဲ့ဆိုအဓိကထားတော့မယ်မယုံခဏလေးတွေပဲဖြစ်ပါတယ်ကိုသိကိုမတွေအားလုံးပဲကျွန်တော်ပြီးတော့9နဲ့ဆိုအဓိကထားတော့မယ်ခဏလေးက6-6 9-9 9-8 90ပါနော်9နဲ့ဆိုရင်6-6 9-9 9-8 90ပါကိုသိကိုဒီမှာအားလုံးပဲဒါကိုသိလို့9နဲ့ဆိုအဓိကထားတော့မယ်မယုံခဏလေးက6-6 9-9 9-8 90ပါခင်ဗျမိတ်ဆွေကိုမတွေအားလုံးပဲဒါ9နဲ့ထိုးရမယ်ခဏလေးတွေကိုသိပြောပြီး4နဲ့က4-6 4-9 4-8 4-9ပါကျွန်တော်အကြိုက်ဆုံးနေနဲ့တစ်ခွက်ကောင်းလေးတော့ဦးထဲမှာထည့်မပေးထားဘူးမနေ့ကကိုသိစီမှာလာပြီးတော့ဖောက်ဝင်တဲ့သူတွေကိုသိကအောင်မြင်မှုရရှိအောင်အကောင်းဆုံးလေးစူးစမ်းပေးမယ်အခုကြံခဲ့တဲ့နှစ်ခွက်ကောင်းလေးကိုလည်းကျွန်တော်မနေ့ကဖောက်ဝင်တဲ့သူတွေကိုပေးသွားမယ်နော်ဖောက်ဝင်တဲ့သူတွေဒီနေ့မှလည်းကျွန်တော်လာမယ့်ဘက်တော့ဝင်တဲ့သူတွေဒီနေ့မှလည်းတန်သွားပြီနော်ဒီနေ့ဝင်ထားတဲ့သူတွေဆိုရင်သိတယ်ဒါကိုသိပေးတာဒီနေ့မှလည်းအောင်မြင်မှုလေးလည်းရရှိသွားပြီကိုမအားလုံးပဲအဲ့တော့မနေ့ကတောက်ချလေးအတွက်လည်းရမယ်လာမယ့်ဘက်အတွက်လည်းရမယ်ဖောက်ဝင်မဲ့ကိုမတွေအားလုံးပဲလာရောက်ပြီးတော့ဝင်လို့ရပါပြီလူသစ်တွေရောလူဟောင်းတွေရောကိုမတွေအားလုံးပဲ
အဖေဝင်ချေကဆက်ကြီးလေးကလည်း1000ကျပ်တယ်ပါနော်အဖေဝင်ချေကဆက်ကြီးလေးကလည်း1000ကျပ်တယ်ပါယုံကြည်မှုရှိတဲ့ဆိုမှလောင်းဝင်ပါကျွန်တော်ရဲ့ဖုန်းနံပါတ်လေးကတော့4593829တဲ့ဖုန်းနံပါတ်လေးပဲဖြစ်ပါတယ်တကယ်ယုံကြည်မှုရှိတဲ့ဆိုမှလောင်းဝင်ပါကိုသိကိုမတွေအားလုံးပဲအဖေဝင်ချေကဆက်ကြီး1000ကျပ်ပါဘိုင်ဘာကနေငွေလွှဲပြီးတာနဲ့ပြည်စာပို့လို့ရတယ်လို့ဖုန်းတိုင်းရဲ့ဆက်ပြီးတော့လည်းဖွဲ့လာလို့ရပါတယ်ခင်ဗျကိုသိကိုမတွေအားလုံးပဲကဲဒါဆိုကိုသိနောက်တော့ပြန်ပြောပေးခဲ့မယ်ကျွန်တော်မနေ့ကတောင်းချနေအတွက်မနေ့ကတောင်းချနေအတွက်မနေ့စနေတမီစီမှာပေးရမယ့်ပတ်တီက4ပတ်တီ9ပတ်တီပါကျွန်တော်အခွေလေးကတော့803ညပြီးပါအခွေပါ803ည4နဲ့ဆိုဒီကထားတော့မယ့်ခဏက46 49 48 49ပါ46 49 48 49ပါ9နဲ့ဆိုရင်96 99 98 90ပါနော်ကိုမရအောင်မကဲတခွက်ကောင်းလို့ကောင်းလို့ကျင်တဲ့ကိုမတွေကတော့ဖုန်းတိုင်းရဲ့ဆက်ပြီးတော့အဖွဲလာဝင်လိုက်ဖုန်းကြီးကဆက်ကြီးလေး1000ချစ်ပဲကောမအောင်မှာကျွန်တော်ရဲ့ဖုန်းနံပါတ်ချပေးခဲ့မယ်ကဲဒါဆိုအားလုံးပဲဖိုင်မှာအားလုံးပဲခလက်မိတ်ဆွေကိုမတွေအားလုံးပဲစိတ်ချမ်းသာခြင်းကိုယ်ချမ်းသာခြင်းများနဲ့ပြည့်စုံကြပါစေလုပ်ငန်းကဏ္ဍတွေစတဲ့ဖို့အစီအမံချုံမွေးကြပါစေလို့အားလုံးကိုဆုမွန်တောင်းရင်းနဲ့ပရိပိုင်လေးကိုတော့လည်းပြင်အောင်ပြပါခင်ဗျအားလုံးပဲဖိုင်မှာ